စာမေးပွဲအနည်းနဲ့ပဲမဲ့လေအစားအသောက်ကတော့မပြတ်သွားပဲနဲ့ပျော်ရွှင်မဲ့ဖြစ်တမ်းဖြစ်တယ်ပေါ့ဗျာတီးတသားတော့အခုရပိုင်းမှာစားလေးနည်းနည်းပပလှုပ်လာပေါ့စားလေးကလည်းပူစားလိုက်မင်္ဂလာရှိစွာနဲ့မနက်စာလေးစားလိုက်ပါတယ်ဒီဇက်ကစ်လေးပါနောက်ပိုင်းနေအေးပြောနေမနက်စာအမြဲတမ်းမမေ့ဘူးတော်ပါသေးရဲ့အကြောင်းအချိန်မီရောက်လို့ဒီနေ့အခန်းပြောင်းတာ beauty ကတော်တော်လေးတာယာနေရဲ့ဗျာစားလို့ချင်စိတ်ကိုဖြစ်ပေါ်စေရဲ့အမေမကြီးပါနဲ့အတီစားလုံးနေရဒီနေ့ဒီကတော်တော်လေးတာယာနေလို့ပေါ့စားလေးလှုပ်ချင်စိတ်လည်းရှိရနဲ့စားတော်တော်လှုပ်ဖြစ်တယ် UFL မှာစားတာတကယ်လှုပ်ချင်စိတ်ရှိရင်နေရာတိုင်းအောင်လုပ်လို့ရရဲ့ဗျအကုန်လုံးတတရအေးချင်းလေးပဲအားလုံးမိတဲ့ UFL ဘယ်လို join ရမလဲဆို grade 12ပြရနဲ့ join လို့ရပါတယ်အမှတ်မီရင်ပေါ့ဗျာအတွေ့လိုကန့်သတ်တာတော့မရှိပါဘူးဗျ grade 12မှာချိန်တဲ့အတွေ့ယူခဲ့လို့ရပါတယ်အဲ့လိုနဲ့နေ့လေးပိုင်းချင်အောင်တော့ကျွန်တော် lunch လေးစားပါမယ်ထုံးစံနိုင်တော့ကန်တင်းနေတော်တော်လူကြိုက်မယ်ဒီနေ့ကလူနည်းနည်းရှင်းနေရယ်ကြာစံကျော်ကတော့အရန်ကြာနေတဲ့အတွက်ကျွန်တော်ပါဆယ်ဆွဲယူပဲအခန်းထဲမှာပဲစားပြလိုက်တော့တယ်ပူပူနွေ့နွေ့လေးဆိုစားရတာတော်တော်လေးရတာရှိရဲ့ဗျတခုပြောစရာရှိတာတော့ဒီ social media အလုံးနဲ့ study နေရတော့သိပြီးတော့ balance ပြီးဖို့ကတော်တော်လေးခက်ခဲရဲ့ဗျထိန်းရတာနေတိုင်းလုပ်နေတဲ့သူတွေအတွက်ပြောပါတယ် tutorial MS ရင်းလေးရော15မိနစ်မှ12မိနစ်ရပါတယ်ဒီလိုနဲ့ညနေရောက်တော့မိတူဆွဲစရာကြီးတော့ဆိုဒီမှာအေးအေးလေးတောက်ပြီးတော့ခဏနားဖို့ဗျာဒီနောက်ပိုင်းကတော့အတန်းချိန်နေအပြည့်တက်လို့လားမသိဘူးတော်တော်လိမ္မာနေရလို့ခံစားရတယ်မီပြီးရင်တော့စပိန်လေးစီပြန်လိုက်ပါအောင်မယ်ဗျစပိန်စီလာရင်ဒီမှာကော်ပြန့်ကျော်တဲ့ရေမောက်ရလဲကြရဲကဲအဲ့တော့လည်းဘယ်ထူးတော့မလဲကော်ပြန့်ကျော်ဝေးပြီးတော့ပြန်လိုက်တာပေါ့ဗျာညနေခင်းဆိုတော့လည်းဘိုက်ကစားတော့လေတခုမစားရရင်မနေနိုင်ဘူးဗျာစားအကြောင်း9နာရီမှစားကြည့်ရဆိုကျောင်းစင်းနေတဲ့မှာဘိုက်လေးစားနေတူလေးတေးစားလေးဝယ်ပြီးတော့ဘိုက်ဖြစ်ရပါတယ်ကော်ပြန့်ကျော်နေမပြီးပါဘူးတငယ်ချင်းတွေကလာမုတ်တော့စားမယ်ဆိုတော့လည်းလိုက်ဝါလိုက်သေးရအမှန်တကယ်ဒီညနေကကိုစားလို့ဖို့တွေးတာသူတို့လာခေါ်လည်းမငင်းလိုက်ပါဘူးဝယ်ကျွေးမယ်ဆိုတော့လေအဲ့နဲ့ဒီမှာဟော့ဘော့တိုင်းလေးဖြစ်သွားရဲပေါ့ဗျာကျွန်တော်တို့ဟော့ဘော့ဆိုင်တခြားအသားတွေတကြမဲနဲ့ဝက်မိုလုံးပဲစားပြတာများတယ်စားနေနဲ့ပြောပြအောင်မယ်ကျွန်တော်ရဲ့ချက်ပေါက်တွေမှာဒီ edit လုပ်နေပါလေလာမိတာရှိတယ် edit လုပ်တာမခက်ပါဘူးကျွန်တော်ဗီဒီယိုတွေဆိုတော့လွယ်လွယ်လေးနဲ့ရိုးရှင်းလေးပဲ TikTok ကနေပြောသွားပြီးကြည့်လိုက်ပါ tutorial လေးဒီမှာကျွန်တော်လာနှုတ်ဆက်ကြရဲ့ baby ချစ်စရာလေးပေါ့ဗျာသူများရှေ့ကုန်းစင်းတာလည်းအမနာရှာမကြူကြမဲကိုနှစ်ပွဲလောက်မှာပြီးဆွဲခဲ့လိုက်တယ်ကိုယ့်မှာမိုဒီလာတောင်းတဲ့သူတွေလည်းစားလို့လို့ပဲပြောချင်ပါတယ်မိုဒီရဲ့အချမ်းမရှိဘူးကိုလုံးမကိုရမှာစားပြီးဆိုမျိုးရှင်းလိုက်ကြတော့ bye ကဲဒီနေ့တနေ့တာကို productive ဖြစ်ဖြစ်နဲ့ activity ရောအစားရောစုံစားနဲ့မနက်ကနေညနေထိဖြတ်သန်းကြည့်ကြမယ်ပေါ့ဗျာဘာစောင့်နေရလဲလာလိုက်ခဲ့တော့ဗျာGood morning guys မနေ့ကင်းလေးတော့ကြက်သေးရှိစွာနဲ့နိုးထလာပြီးဆိုတော့ကဲအကျော်လေးပါလေးဆန်လေးကောင်းလေးတန်လေးရှူမျက်နှာသေးသွားတိုက်ပေါ့ဗျာစိတ်ထဲမှာဘာကိုတွေးနေလဲဆိုတော့စားဖို့တောက်ဖို့တွေးနေရယ်မျက်နှာသေးသွားတိုက်ပြီးဆိုတော့စကင်လေးပါလေးကဲပေါ့ဗျာရေချိုးရနေရေချိုးမချိုးရနေမချိုးကဲဂလိုးဝါကြီးပေါ့ဗျာနက်စာရောက်ပြီးဆိုတော့လည်းသွားပြီးယူပါတယ်ဒီနေ့မနက်စာလေးကိုတော့ပိုဆန်ဆန်လေးစားမယ် sausage ပါမိုလေးရယ်နဲ့လိုဘီတာကနေပြီးတော့ formula ချင်းပြီးတော့ထုတ်ရတဲ့ coffee လေးပါဗျာကဲမတောက်ခင်အကြိုက်ဆုံးတစ်ချက်ကတော့သူ့မှာကန်ဆယ်မဲ့ပါတယ်ဗျာလုံးဝဗလာမပါဘူးဘလောက်ပေါက်မလဲဆိုတာကြည့်ရအောင်ရှင်ကုန်စိတ်လို့ရှာစားနဲ့ဖောက်လိုက်တဲ့အချိန်မှာပဲ1000ပေါက်ပါတယ်ကဲ coffee လေးကိုတောက်ကြည့်အောင်ဗျာဒီနေ့တောက်စိတ်လန်းဆန်းဆန်းလေးနဲ့စတင်နိုင်မှုတော့ကဖိန်းတက်လေးနဲ့ရင်ဖြည့်လိုက်တယ်ပေါ့ဗျာလူပီတာဖော်မြူလာချိန်တာဆိုဘယ်တော့တောင်ပို့ပြီးတော့ကောင်းအောင်လည်းမြည်ဆန်းကြည့်မယ်ဗျတကယ်လည်းမစိုးဘူးဗျဖြော်ရဲချိန်မှာပဲအနံလေးကတော်တော်လေးပို့ပြီးတော့မွေးလာတယ်တောက်ကြည့်လိုက်တဲ့အခါမှာလည်းအရင်တက်ကိုပို့ပြီးတော့ strong ဖြစ်တယ်ပြည့်ပြည့်မွေးမွေးလေးပေါ့ဗျာကျွန်တော်ကတော့ဘာကော်ဖီတောက်မုန်းထဲမှာတွဲပြီးတော့တောက်တတ်တယ်ပေါ့ဗျာအဲ့တော့ဒီမှာပေါင်မိုလေးနဲ့စားပါမယ်တွဲဖက်ပြီးစားလို့လည်းတော်တော်ကောင်းတယ်ဗျာကော်ဖီကလေမနက်ခင်းလေးရောက်တော်တော်အားရင်ပြေသွားပြီပေါ့ဗျာကဲ cheers တောက်ကြောင်းသွားမယ်ကျောင်းဟိုတော့လလန်းစန်းလေးပဲစပိန်လေးစီးပွားလိုက်ပါတယ်တကယ်ချင်းနေတယောက်တည်းလည်းနေနေပေါ့ဗျာတယောက်ထွက်ကြလည်းမနေနိုင်အောင်ညောင်းလို့ဒီလိုစပိန်စီးရဲ့အချိန်ဆိုအထက်တန်းကျောင်းသားဘဝကိုတော့ပြန်ပြီးတတိယရဲ့ကျောင်းပြီးဆိုစာလေးတေချာလိုက်တင်နေပေါ့ဗျာ break time ရောက်တော့ကျွန်တော်ဒီမှာလက်ဆောင်လေးရပါတယ်ဗျာအရင်ကပြောပါတယ်မဟုတ်လေးရတော့ညနေကျမှစားရမှာပေါ့ဗျာဒီမှာကျောင်းအီလို့မစားနိုင်သေးဘူးဒီပုံလေးလည်းရမ်းကြိုက်တယ်ကျွန်တော်နာမည်လေးနဲ့လုပ်ပေးတာဗျာချစ်စရာလေးဒီလေစာအတွက်တော့ကျွန်တော်အပြင်ကကန်တင်းကိုသွားရမယ်ဗျာဒီနေ့အပြင်ကန်တင်းက spicy ဆိုတဲ့ဆိုင်မှာဟုံမောင်းပေးရပေါ့ဗျာအဲ့တော့ကျွန်တော် free ကုန်စင်ငွေရခဲ့ပါတယ် UFL ကန်တင်းနေရာမှာ design promotion နဲ့ discount တွေအပေးဆုံးပဲတကယ်ပြောညနေကျတော့လည်းအတန်းပုံမှန်နိုင်ဆက်တက်ပါတယ်ဗျာတိုင်ရင်နဲ့ဆင်းဝိုင်းဆိုပြန်มาမယ်ပေါ့ဗျာလမ်းလျှောက်တယ်စပိန်နဲ့ပြောစရာကြီးပါပဲနောက်ကနေဟာသားရေပြောလိုက်တချင်းနေဆိုလိုက်နေပေါ့ဗျာပေါ်တော်လေးပဲဖြစ်တန်းဖြစ်ပါတယ်အိမ်ရောက်တော့လူကလည်းတော်တော်မောနေချွေးတန်နေနဲ့ပေါ့ဗျာအဲ့တော့ဒီမှာအဝေးလဲရေတောက်ပြီးတော့ဘိုက်ဆာလာလို့ဆိုပြီးတော့ဒီမှာလက်ဆောင်ရရဲ့ဂျီရိုနယ်လေးနဲ့ကော်ဖီလေးနဲ့တောက်ပါမယ်ဗျာဘဝကြီးရော so easy ပေါ့ဗျာမဲခေါင်းထဲမှာညကြိုင်ဘာစာရေလောက်ရမလဲလို့တွေးနေခဏနေမိဝအောင်မသိကြရဲ့တကယ်ပြီးတော့နောက်နေရမဟုတ်စာရေလောက်ရတော့မဲသိလားကျွန်တော်တို့လည်းဒီနေ့ဆီယာမပြောမှာပဲကိုပြန်ပြီးဆင်ခြင်မိရဲ့ကဲအဆုံးလေးကြည့်ပြီးလို့ကျေးဇူးပါနောက်ထပ် vlog မှာတွေ့ပါမယ်ဗျာအားလုံးပဲတတာလွမ်းစရာသူမရှိရဲ့အခါကျတော့ကိုယ့်တောက်ကိုပဲပုံမှန်စားနေတောက်နေလိုက်တယ်ပေါ့ဗျာ single တွေအတွက်တော့ဘဝကြီးက so easy ပဲစိတ်ချမ်းသာအောင်နေခြင်းလာလိုက်ခဲ့ဒီနေ့မနေ့ကတော့အကြောင်းမသွားပဲနဲ့အိမ်မှာပဲကြိုးရှိဖက်တမ်းပြတဲ့နေ့လေးပေါ့ဗျာမနက်စောစီကိုချီယာစီလေးတောက်လိုက်တယ်သူကအစာရည်နဲ့ဥလန်းကြောက်တဲ့ကောင်းတယ်လို့ပြောလို့ဗျာလန်းဆန်းဆန်းမျက်နှာသစ်စကင်လေးကဲပေါ့ဗျာအခုချိန်မှာနောက်ခံတချင်းအေးအေးလေးဖွင့်မြင်ပို့ပြီးနေလို့ကောင်းပါဗျာဖီတာခင်ညိုရဲ့ຫນွေဆိုရဲ့တချင်းလေးပေါ့ဗျာကျွန်တော်ဒီလိုမျိုးရှေးတော့တချင်းလေးတွေကိုကြိုက်တယ်ကဲတချင်းလေးနှာထောင်ပြီးတော့စီစဉ်ရမှာရတယ်မုတ်လေးနဲ့ကော်ဖီလေးနဲ့မနက်စာကောင်းလေးစားလိုက်ပါအောင်မယ်ဗျာအားလုံးကြည့်ပါရဗျာဒါလေးကတော့ပူတင်းကိတ်လေးပါဗျာသူလည်းတော်တော်စားလို့ကောင်းတယ်ဒါပေမဲ့ဇွန်းနဲ့ကော်စားသိပြီးအဆင်မပြေဘူးဖြစ်နေပြုတ်ကြလို့ဟီဟီပတ်စံစုမဲ့သားပြောဒီမနက်ခင်းနေဒီမှာတော်တော်လေးကုန်သွားပြီစီစဉ်ကမနက်စာကိမို့ဒီပေါမုတ်တရောတန်ပါလေဗျာဘာလို့လဲဆိုဈေးလက်သက်သာလေးနဲ့မဟုတ်လို့ဒီပူတင်းကိတ်လေးတော်တော်ပိုက်ပြီးရဗျာစားပြီးတော့ကော်ဖီလေးတောက်လိုက်ပြီးရောကဲနေခင်းရောက်တော့တတရရနဲ့နေလေးတာနေအောင်မလို့ကျွန်တော်အဝိတ်တွေလျှော်ပြီးတော့လှမ်းလိုက်ပါအောင်မယ်က
နေ့လယ်တနာရီကျော်လောက်ကျော်တငယ်ချင်းတွေကကန်တင်းမှာထမင်းသွားစားမယ်ဆိုတော့ဒီမှာနေ့လယ်စာလေးသွားစားကြပါတယ်ကျွန်တော်ထုံးစံအတိုင်းဒီမှာတူဦးကျော်လေးရဲ့ရှမ်းကောက်ဆွေးဆိုင်ကိုပဲခေါ်သွားလိုက်ပါတယ်ဗျသူတို့ကမီးရှိစားတယ်ကျွန်တော်ကတော့စီချက်လေးပဲမစားခဲ့ပါတယ်လူရာတီရောက်တော့ရာတီဥတွက်ပူလာနဲ့စားရဲ့စားစားတဲ့ကတော့အရသာမကောင်းတာတွေရတာမတွေ့တော့တာဖြစ်တတ်ပါတယ်ဗျာအဲကြောင့်မို့အရသာရှိရလေးတော့ယူစားကြပါဗျာကျွန်တော်ကအခုရက်ပိုင်းရှမ်းစာရေးပဲစားပြနေရပေါ့ဗျာစိတ်ထဲမှာတွေးမိတာကတော့အော်နေရောင်ရောက်တော့အော်လေးတောင်တုံနေရပဲဒါပေမဲ့လည်း